ရောက်ရှိနေတာကမြောက်ဥက္ကလာဘက်ကမဲလမှုဖရားဖြစ်ပါတယ်မဲလမှုဖရားကမဲလမှုကအမျိုးသမီးဒီသူရဲ့တမိုင်းရာဇဝင်ကကြတော့မဲလမှုပင်ကနေပေါက်ဖွားလာတဲ့အမျိုးသမီးဖြစ်ပါတယ်သူကလူကနေမွေးရမဟုတ်ပါဘူးရှင်လက်မှုပင်ကနေမွေးဖွားပြီးမှပဲလူဖြစ်လာတာပါအဲ့ဒါကမဲလမှုကကြတော့သူကဥက္ကလာပမင်းကိုမွေးဖွားတဲ့ဥက္ကလာပမင်းရဲ့မိခင်ဖြစ်ပါတယ်ရှင်ဥက္ကလာပမင်းကကြတော့ရွှေတကုံစည်းတီတော်မြတ်ကြီးကိုတဲတဲ့ဥက္ကလာပမင်းဖြစ်ပါတယ်ရှင်ဒါမဲလမှုဖျားဝင်းဖြစ်ပါဥက္ကလာပမင်းတဲထားတဲ့ဖျားဖြစ်ပါတယ်ဒါကြောင့်ဥက္ကလာပမင်းကရန်ကုန်မြို့ရဲ့မြောက်ဘက်မှာရှိတဲ့အတွက်မြောက်ဥက္ကလာဆိုပြီးမြို့ဖြစ်သွားပါတယ်တောင်ဥက္ကလာတောင်ဘက်မှာဆိုတာရှိတဲ့အတွက်တောင်ဥက္ကလာပမြို့ဆိုပြီးခွဲလိုက်တာဖြစ်ပါတယ်ရှင်ဒီကိုယ်ကျမ်းမာဒီလိုနဲ့ကျေးဇူးတော်ပါသည်ကတိတော်မှာမလမှုစေရီတော်နဲ့ကျေးဇူးအရန်ကိုတာကြပါလေဗုဒ္ဓအောင်ဖရားတွေရောနေရတွေအရန်ကိုတက်ပဲဒီမှာဒါငါးကန်လေးဖြစ်ပါဒါကစုမြင်းပြည့်ဖရားလေမိချောင်းကြီးနော်ဒီမှာမိချောင်းပါဇက်ထဲဝဲဒါမိချောင်းရဲ့ကိုဖြစ်ပါတယ်ကိုလုံးကအရှိပါငမိုးရိတ်မိချောင်းနဲ့ပြခန်းထဲကိုဝင်ပါတော့မယ်အခုဒီလိုအိမ်မှာဒီလိုပြန်နေစီပြန်လာတော့မယ်ဘယ်လိုကောင်းလို့ဒီလိုတော့ရတယ်တော့စာပြီလေးပြီ